Shagayota Gitaye Bayana Ye Takadu Anyi Enjoy like Jano Lady Ole Matine Call the way to where Kaima Monsono Yoji Quanti Candelo General Sheep Yoka General Yazas Yutakita Bayana Takatu okay Shiva General Ari lady a leper dead Young me to be she okay Ari young me got key lady a whole dead Hobaga time at trauma boom Tibaga time at trauma boom okay Mama Call the way to where came Dilong ni atwala ni chau lai mian no de le tong di nga yo ke yo chi no za chau ke ga mian na go ko yi khwe na we ke ya sa ka khwe na we ke ya sa ka do hi ma waကျွန်တော်အဲ့ညောင်ကြီးရဲ့အောက်မှာဟုတ်ကဲ့လက်ကုန်900ရောက်ကြလို့ထင်ဟုတ်ပါမကျွန်တော်တို့လက်ကုန်ကြီးအတော်လာကြီးအများကြီးလာရောက်ပြီးတော့ညောင်မင်းကိုနားကြအဲ့ဒီနားကြလက်ကုန်ကြီး900ထင်ရှိပြနောနာလည်းကမြင်တယ်လို့ခွေတော်ရဲ့တရားစကားခွေတော်ရဲ့တရားစကားတော်ဟိမောLupa Kimilo Shimaya Chaya Masim Machia Nanyango Hamiya Hangayo Tina Totina Chelai Bari Aloya Horitara Sure Le Horitara Sure Anamata Koya Bakaway, Tala Papa Namaya Yadi, Tanaraji, Namata Komati, Asa, Sisi, okay, and I Tanai Asa, Piasu, Namaya Yadi, Matisha Mashimadi, Tapi, Nudam, General Tata, Lokama, Lumana Viva, Simonigo Monoma, Dosa, Mashiva, Mashiva, I don't.ကျွန်တော်တို့စတမားရင်မသားစီပါမှာဟုတ်ကဲ့မသားစီကျန်ရမယ်နော်ခုနဆိုတော့ကျွန်တော်တို့ကလေးချိုးလို့ဟုတ်ပါလေးချိုးမှန်ပါဟုတ်ကျွန်တော်တို့တမားဆိုတော့ကျွမ်းကျင်ခြင်းလို့အဓိပ္ပာယ်တက်ရောက်တယ်မှန်ပါတကယ်ကျွမ်းကျင်တကယ်တက်တဲ့ဆရာကချမှတ်ထားတဲ့အစဉ်လာတွေပါခင်ဗျာဟုတ်ကဲ့အစဉ်လာတွေပဲမင်းသားမရင်ဒါမျိုးကတက်ရမယ်မှန်ပါဒါမျိုးမဆိုတဲ့မင်းသားမဟုတ်ဘူးဒီကမင်းသားဖြစ်ဖို့တိတ်တယ်ကျွန်တော်တို့ငယ်တုန်းကဆိုရင်ဆရာပတလာတုတ်တံလေးတွေပတလာတီးနေတယ်အတန်ပြအဲ့ဒီအတန်ပြောင်းပတလာတို့နဲ့လမ်းထူဟုတ်တယ်အဲ့လိုရိုက်ပြီးတော့တင်ခဲ့တာပါဟုတ်ကဲ့ခင်ဗျဆရာသမားတွေရဲ့စိုးဆုံးမမှုတွေကျွန်တော်အနုပညာရဲ့အနှစ်သာရတွေအကြောင်းလို့လက်စင်ကန်စိတ်နဲ့တည်ယူခွင့်ရတာခင်ဗျမှန်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ယခုလိုမျိုးအလူအောင်ပွဲကြီးမှာစုံစည်းခွင့်ရတာကျွန်တော်တို့ရှေ့ဘဝတူပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်ရည်စက်တွေကြောင့်မဟုတ်ဘူးရည်စက်တွေပါပဲခင်ဗျအဲ့တော့ယခုလိုမျိုးကောင်းမှုကုသိုလ်တွေတူတူလုပ်ခဲ့ကြလို့ကောင်းကောင်းတွေ့ဆုံခြင်းနဲ့တွေ့ရတယ်ပါမှန်တယ်ဆိုပြီးကောင်းကောင်းနဲ့တွေ့ဆုံခြင်းနဲ့တွေ့ရတာဟုတ်ပါဟုတ်ကဲ့အဲ့တော့ကောင်းစင်ဟင်းတို့ကမိသားစုတွေဖြိုးနေခြင်းမိသားစုတွေကကောင်းစင်ဟင်းတို့ကြိုးစားမှန်းယခုလိုအားပေးတာသူကျေးဇူးတင်ပါတယ်နော်အဲ့တော့ဟုတ်ကဲ့ယခုလိုမျိုး
ဩဒေသခံတွေဆိုတော့အေးနေကြတယ် ဟုတ်တယ်အေး ဒါကြီးစီးမိန်ဆိုင်အားဆောင်ပေး